mobile application developer တယောက်ရဲ့ role ပေါ့နော်သူဘာတွေလုပ်ရလဲအဲ့တော့ application တစ်ခုကို design စပြီးတော့ဆွဲရတယ်ဆွဲထားတဲ့ design ကိုဖန်တီးရမယ်ဖန်တီးထားတဲ့ဟာကိုမပြောင်းပြတ်သွားအောင်မပြတ်စည်းသွားအောင် maintain လုပ်ရမယ်ထိန်းသိမ်းရမယ်ပြီးတော့ကြတော့ mobile application ဖြစ်တဲ့အတွက်ကြောင့်မို့လို့ user မြင်နေရတဲ့ screen ကိုဘယ်လို design ဆွဲမလဲဆွဲထားပြီးသား design ကိုဘယ်လို coding ရေးမလဲဟုတ်ပြီနော်ပြီးတော့ကြတော့ဒီ screen တစ်ခုကနေတစ်ခုကိုဘယ်လိုမျိုးသွားမလဲဆိုတော့ဒီ transition တွေ animation တွေသိရမယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ application ထဲမှာ API တွေကိုချိတ်ဆက်တယ်မယ်ဥပမာ Google Map ကိုထည့်ချင်တယ် Google Map ကိုဘယ်လိုချိတ်ဆက်မလဲပေါ့နောက်တစ်ခါဒီကိုယ့်ရဲ့ application ကတကယ် run နေလားမ run နေလားမှန်မှန်ကန်ကန်နဲ့အလုပ်လုပ်နေလားဆိုတော့စစ်ဆေးဖို့အတွက် test တွေရေးရမယ်တော့ကကိုဖန်တီးထားတဲ့ application ကိုသူများတွေသုံးလို့ရအောင်ဘယ်လိုမျိုးဖြန့်ဝေမလဲ Google Play Store ပေါ်ကိုဘယ်လိုတင်မလဲသူများ download လုပ်လို့ရအောင်အဲ့ဒီနည်းတွေသိရမယ်တော့က update တွေဘယ်လိုလုပ်ရမလဲသိရမယ်ပေါ့နော် mobile application developer တယောက်ကတယောက်တည်းအလုပ်လုပ်လို့မရဘူးလူများကြီးနဲ့အလုပ်လုပ်ရတာပေါ့နော်တခြား developer တွေနဲ့အလုပ်လုပ်ရမယ် project manager တွေ QA တွေနဲ့တခြား designer တွေနဲ့တွဲပြီးတော့အလုပ်လုပ်ရတယ်ပေါ့နော်အဲ့တော့လူများကြီးနဲ့တွဲလုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့ collaboration လိုလာပြီပေါ့နော်ပူးပေါင်းဆောင်ရွက်မှုပေါ့နော်ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲပေါ့အဲ့ဒါဆိုရင်ဒါ GitHub တို့ version control ဒါတွေသိဖို့လိုတယ်ပေါ့နော်သူများရေးထားတဲ့ version နဲ့ကိုရေးထားတဲ့ version နဲ့ဘယ်လိုမျိုးတွဲမလဲဘယ်လိုချိတ်မလဲပေါ့အဲ့လိုမျိုးသိဖို့ဆိုရင်ဒါ version control စနစ်ကိုတေချာသိနေရမယ် version control စနစ်မှာဆိုရင်ဒါ GitHub ကနာမည်ကြီးပေါ့နော်အဲ့ဒီGitHub က online platform တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ GitHub ကိုဘယ်လိုသုံးပြီးတော့ကြတော့အတူတူတွဲပြီးတော့အလုပ်လုပ်ကြမလဲပေါ့mobile application developer တယောက်က application တွေကိုဆွဲဖို့ application တွေလုပ်ဖို့ဘယ်လိုမျိုး planning လုပ်မလဲ meeting တွေလုပ်မလဲပြီးတော့ကြတော့ကိုယ့်ရဲ့ဒီ project နဲ့ဆိုင်တဲ့ဟာတွေကို technology နဲ့ဆိုင်တဲ့ဟာတွေကိုအမြဲတမ်း up to date လိုက်နေဖို့လိုတယ်ပေါ့နော်language နဲ့ skill ပေါ့ဒါ language နဲ့ skill ဆိုရင်ကိုရေးထားတဲ့ application ကိုလုံးမဲ့ application ကဘယ်ပေါ်မှာ run မှာလဲ Android ပေါ်မှာ run မှာလား iOS ပေါ်မှာ run မှာလားဒီ OS တွေရဲ့အကြောင်းကိုနားလည်ဖို့လိုတယ် operating system တွေရဲ့အကြောင်းကိုနားလည်ဖို့လိုတယ်အဲ့မှာ Android ဆိုရင်ကြတော့ကိုက Java language နဲ့ Kotlin language ကိုသိနေရမယ်နားလည်နေရမယ် iOS ဆိုရင်ကြတော့ Objective C နဲ့ Swift language ကိုသိနေရမယ်ပေါ့နော်ပြီးရင်တခြားသော skill တွေဆိုရင်သူက design လုပ်တတ်ရမယ် user experience ကောင်းအောင်ဘယ်လိုလုပ်မလဲနောက်က server technology အကြောင်းကိုသိရမယ် continuous integration လို့ခေါ်တဲ့ CI အကြောင်းကိုသိရမယ်ပေါ့နော်ဆိုဘယ်မှာအလုပ်လုပ်လို့ရလဲသူ rules တွေကဘယ်မှာရှိလဲပေါ့နော် company တိတိလေးမှလုပ်လို့ရတယ် company အကြီးမှလုပ်လို့ရတယ်ကိုယ့်အကိုပဲ freelance လုပ်မလားကိုရေးထား application တွေကိုပဲပြန်ပြီးတော့ရောင်းစားမလားပေါ့နော်ကိုယ့်အကို company ထောက်ပြီးတော့ပေါ့နော်နောက်တစ်ခါ Meta မှာဆိုရင်ကြတော့သူက React Native developer ရှိရပေါ့နော် React Native ကလည်းပဲဒါ mobile application လုပ်တဲ့ framework တစ်ခုပဲပေါ့နော် Meta ကထုတ်ထားတာ